ကန်တော်ကြီးထဲမှာကရဝိတ်နောက်ခံဖြူလေးနဲ့မာလာဘဲဆက်စားမယ်ဆက်သွားလို့ရှိရင်ဟောလိုမျိုးအဆက်ဖြစ်ဟင်းရည်လေးတောက်လိုက်မယ်ဒီနေ့ကျူတို့သွားပြခဲ့တာကန်တော်ကြီးထဲမှာရှိတဲ့လီလီအဆက်ဆိုင်မှာဒီဆိုင်မှာကောင်းတာတစ်ခုကလေအရသာတွေကိုမြည်ဆန်းကြည့်လို့ရတယ်ကိုကဘလို့အရသာမျိုးနဲ့အတုပ်ကိုစားကျင်တာလဲဘဲဆက်ရဲ့ original အရသာရောသူစီမှာရတဲ့စိမ့်ဆက်တုပ်ချင်းဆက်တုပ်အရသာတွေရောနောက်ထပ်အမြည်ကျွေးတဲ့အပြင်ဒီလိုမျိုးအေးလေးလဲတိုက်ပါသေးရဲ့ကျူတို့ကတော့အမြည်စားပြီးရောကိုစိတ်ကြအရသာတွေ့ပြီးဆိုတော့မှပဲအသားတွေကိုစရွေးပြီးရောမှာပါတယ်ဒီဆိုင်မှာတခြားဘဲဆက်ဆိုင်တွေနဲ့မတူတာကဘဲသားပဲရတာမဟုတ်ဘဲနဲ့ဝတ်သားကြက်သားနဲ့အမဲသားဆိုပြီးရွေးချယ်ကြအသားတွေထက်ရှိသေးရဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်ရွေးချယ်ကြအသားအမျိုးအစားပဲအများကြီးရှိရမဟုတ်ဘဲနဲ့ထိုင်စရာနေရာလှလှလေးတွေလည်းအများကြီးရွေးစရာရှိပါတယ်ကျူကတော့ဒီဆိုင်ရဲ့ signature view point လို့တော့မှပြောလို့ရတယ်ကရဝိတ်နောက်ခံ view နဲ့ဒီနေရာလေးမှာပဲရွေးထိုင်ပြခဲ့ပါတယ်ကျူရန်စားကြည့်ခြင်းတွေရဲ့ဘဲဆက်စိမ့်ဆက်တုပ်လေးရောက်လာပါပြီအဆက်တန်ခံနိုင်အောင်လို့ထမင်းလေးနဲ့တွဲပြီးတော့စားပါမယ်ဒီစိမ့်ဆက်တုပ်ရဲ့အရသာကကြတော့မြေပဲနှစ်စိမ့်စိမ့်လေးရဲ့မာလာအနှစ်ရဲ့အရသာဆက်ဆက်ကလေးရဲ့နဲ့တွဲပြီးတော့စိမ့်စိမ့်ဆက်ဆက်လေးတုပ်ပေးထားတာပေါ့နော်မာလာအရသာကလည်းတိတ်မပြင်းပဲနဲ့မြေပဲအရသာကလည်းခက်စိမ့်စိမ့်လေးဆိုတော့အဆက်အရန်မစားနိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ကွက်တီပဲဒီတိုင်းစားကြည့်ရင်တော့အဆင်ပြေပေမဲ့ထမင်းလေးနဲ့တွဲစားလိုက်တဲ့အခါကျရင်တော့အရသာကပို့ပြီးတော့ပေါ့တယ်လို့မျိုးဖြစ်နေရဲ့အားကြောင့်ကျူတို့လည်းထမင်းနဲ့စားဖို့အတွက်ဆိုပြီးတော့အရသာကိုခက်ပြင်းပြင်းလေးပြန်ပြင်ခိုင်းလိုက်တဲ့အခါကျမှပဲကွက်တီဖြစ်သွားတော့တယ်အရသာခက်ပြင်းပြင်းနဲ့အဆက်ကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့ဒီစိမ့်ဆက်တုပ်ကပေါ့တယ်လို့မျိုးဖြစ်နေပါလိမ့်မယ်ဒီအဆက်ဆိုင်ရဲ့ကောင်းတဲ့အချက်ကလေးရွေးစရာအသားတွေရောအသီးရွက်တွေရောအမျိုးအစားအများကြီးရှိတယ်အဲ့တော့စားရတာပို့ပြီးတော့စုံစုံလင်းလင်းနဲ့အရသာရှိစေရပေါ့နော်တခုပဲတချို့အသားအစိပ်ပိုင်းလေးတွေကြတော့6တလူလူမာတလူမျိုးဖြစ်နေရတော့တိတ်အဆင်မပြေဘူးပေါ့နော်ဒီဆိုင်မှာထူးခြားတာတခုကဘဲဆက်လာစားတဲ့ customer တွေအတွက်အဆက်ဖြည့်ဟင်းရည် free တိုက်ပါတယ်သူရဲ့အဆက်ဖြည့်ဟင်းရည်လေးကလည်းရေညှိအရသာလေးနဲ့ရေညှိဘက်လေးတွေနဲ့ဆိုတော့လေတစွန်းဆိုတစွန်းတောက်လိုက်တာနဲ့အဆက်ကလည်းတန်းပြီးတော့ပြေသွားတာဘဲဆက်ဆိုင်မှာထမင်းရစားလို့လာကောင်းနေရဲ့စံသားလေးကအီလေးနဲ့ချက်ထားတာလည်းအနေတော့ပဲကြာပန်းတွေအပြည့်ပေါက်နေတဲ့ကန်ရည်ပြင်းကိုကြည်လိုက်ကရဝိတ်ကိုကြည်လိုက်စကားလေးပြောလိုက်နဲ့ဘဲဆက်တွေရောထမင်းတွေရောအများကြီးပဲစားကြလိုက်ပါတယ်ဘဲဆက်လည်းကြိုက်တယ်ရှူကင်းလှလှနဲ့အေးစစ်ချေးရတာလည်းကြိုက်တယ်ဆိုတဲ့သူတွေအတွက်တော့ဒီကန်တော်ကြီးတွေကလီလီအဆက်ဆိုင်ဆိုတဲ့ဆိုင်လေးကိုညွှန်ပေးလိုက်တယ်နော်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲအားလုံးပဲတက်တာ